လင်းတို့တွေရဲ့နောက်ထပ်စိတ်ဝင်စားစရာအချက်တစ်ခုကတော့ဝက်မုံကူးခြင်းဖြစ်ပါတယ်လင်းတို့တွေကိုအထူးပြုလေ့လာစောင့်ကြည့်ပြီးသုတေသနပြုလုပ်နေတဲ့ Bird Conservation International BCI အဖွဲ့ကြီးကတော့ကမ္ဘာပေါ်မှာအသီးနှံမျိုးစိတ်900ကျော်ဟာလင်းတို့တွေပေါ်မှီခိုနေရတယ်လို့ဆိုပါတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာပါဝင်အရှိတောင်အာရှမှာအကြိုက်ဆုံးဖြစ်တဲ့ဒူးရင်သီးပေါ့ဗျာထိုင်းနဲ့မလေးရှားကသုတေသီတွေရဲ့အဆိုအရဆိုရင်လည်းဒူးရင်ပန်းတွေဟာညဘက်မှာပွင့်တာမို့လင်းတို့တွေကသာအဓိကဝက်မုံကူးပေးနိုင်တာပါလင်းတို့တွေမရှိရင်ဒူးရင်သီးအထွက်နှုန်းတိတိတသာကျဆင်းသွားနိုင်ပါတယ်ဒူးရင်သီးတွေမကပါဘူးတရက်သီးငှက်ပြောသီးနဲ့မက္ဆီကိုကနာမည်ကြီးတက်ကီလာထုတ်တဲ့အာဂေးပင်တွေတက်လည်းလင်းတို့တွေကအကျိုးကျေးဇူးများပါတယ်လင်းတို့တွေဟာပန်းဝီကြီးကိုစားသုံးရင်းတပင်နဲ့တပင်ကိုလူပြန်တန်းရာကနေအသီးနှံတွေဖြစ်ထွန်းအောင်ကူညီပေးနေကြတာလည်းဖြစ်ပါတယ် National Geographic ကဆိုရင်လင်းတို့တွေကိုတိတ်တဆိတ်တပ်ပင်စိုက်သူများ Silent Planner လို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်။ဘာလို့လဲဆိုရင်ငှက်တွေကအဆိပ်တွေကိုအပင်နားမှာပဲစွန့်ပစ်လိရှိပေမဲ့လင်းတို့တွေကတော့အစာရှာရင်ခီးဝေးကိုပြန်တန်းကြပါတယ်။သူတို့မစင်စွန့်လိုက်တဲ့အခါမှာတစ်စီတွေကနေရာအနှံ့ကိုရောက်သွားပြီးတောအသစ်တွေဖြစ်ပေါ်လာစေလို့ဖြစ်ပါတယ်။ပျက်စီးသွားတဲ့တစ်တော်တွေကိုတဘာဝအတိုင်းပြန်လည်ထူထောင်ရမှာလင်းတို့တွေက65%လောက်ထိကိုပါဝင်ကူညီနေတယ်လို့သိရပါတယ်။ဒါအပြင်လင်းတို့ချေးရဆိုရင်လည်းကမ္ဘာအကောင်းဆုံးတဘာဝမြေဩဇာဖြစ်တယ်လို့အားလုံးကအသိမှတ်ပြုလက်ခံထားပြီးဖြစ်ပါတယ်။လင်းတို့ချေးဟာနိုက်ထရိုဂျင်၊ဖော့စဖိတ်နဲ့ပိုတန်ဆီယမ်ဓာတ်တွေကျွယ်ဝလွန်းတာကြောင့်အပင်တွေအတွက်အားစေးသက်ဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်အနှစ်ချုပ်လိုက်ရအောင်။လင်းတို့ဆိုတာကြောက်စရာတတ်တော်မဟုတ်ပဲကဘာကြီးရဲ့ဂေယစနစ်စိုက်ပျိုးရေးနဲ့တစ်တော်တွေအတွက်မရှိဖြစ်လိုအပ်တဲ့သူရဲကောင်းလေးတွေပဲဖြစ်ပါတယ်။